တကယ်တော့အမတ်တရားတွေဆိုတာခေါင်းထဲမှာပဲရှိတာပါကျွန်တော်ခုနစောင်းတယ်မှာမရှိပါဘူးဆရာတို့ကဒီစောင်းတွေကိုလွန့်ပစ်လိုက်တဲ့အတွက်ကြောင့်ဆရာတို့တွေအနေနဲ့ခေါင်းထဲအမတ်တရားတွေပျောက်မသွားပါဘူးကြောင့်မို့ဆရာကပြောချင်တာကတော့နော်တော်တော်များများပေါ့လေဆရာတို့ဘဝအတွက်အစဉ်ပြေနေတဲ့နော်အပြောအဆိုးအမှုအကျင့်တွေကိုကြားကြားစုပ်ကင်ထားတတ်ကြပါတယ်နော်ဟုတ်ပါတယ်အဲ့တော့ဒါတွေကိုစုပ်ကင်ထားတဲ့အခါမှာနော်ပြောင်းလဲခြင်းမလုပ်တဲ့အခါမှာအတွေ့အကြုံသစ်တွေအခွင့်အလမ်းသစ်တွေကိုရဖို့အတွက်ဆရာတို့ခက်သွားပါတယ်အဲ့တော့ဆရာတို့အနေနဲ့ကဆရာတို့ရဲ့အရင်တုန်းကတော့ဆရာတို့အတွက်အစဉ်ပြေခဲ့တဲ့အပြောဆိုမှုကျင့်တွေဖြစ်မယ်ဒါပေမဲ့အခုအချိန်မှာတော့ဆရာတို့အတွက်အသုံးမဝင်တော့ဘူးလို့ဆိုရင်အဲ့ဒီအပြောဆိုမှုကျင့်တွေကိုဆရာတို့လွှတ်ချရပါမယ်ဟုတ်ကဲ့ပါဆရာတို့ကလွှတ်ချနိုင်မှသာလေဆရာတို့ရှေ့ကိုနော်ဆရာတို့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက်အဆင်ပြေလာပါလိမ့်မယ်အဲ့တော့လွှတ်ချရမယ့်အရာတွေကဘာတွေလဲလို့ပြောရင်ရုပ်ဝတ္ထုပစ္စည်းတွေလည်းဖြစ်နိုင်တယ်လို့ဟာလားဆရာတို့ရဲ့စိတ်ဖြစ်တဲ့လောဘတွေဒေါသတွေသူများပေါ်မှာအခဲမကြေဖြစ်နေတာတွေနော်နောက်တစ်ခုကတော့အကျင့်ဆိုးတွေကိုလည်းဆရာတို့ကလွတ်ချရပါလိမ့်မယ်ဘာလို့လွတ်ချမလဲလို့ပြောရင်ပထမဦးဆုံးကတော့အတိတ်ကချစ်ခင်ရင်းနှီးခဲ့တဲ့ဟာတွေကိုလွတ်ချဖို့လိုပါတယ်လူတော်တော်များများမှာငယ်ငယ်တုန်းကခင်မင်ခဲ့တဲ့မိတ်ဆွေတငယ်ရင်းနှီးရှိမယ်နော်ငယ်စဉ်ကခင်မင်ခဲ့တာပေါ့တက်ကြီးလာတဲ့အခါကျတော့လေဒီလူတွေကိုဆက်ပြီးတော့ခင်မင်နေတော့မယ်ဒီအတိတ်ကဆက်ဆံရေးတွေကိုပြန်လဲသတိရပြီးတော့စုပ်ကင်ထားတာဟာကိုယ့်အတွက်ကျိုးရှိရဲ့လားရှေ့တိုးဖို့ကိုအနောက်ရှက်ဖြစ်နေသလားဟုတ်ကဲ့ဆက်ဒီမေးကိုမေးရမှာဖြစ်ပါတယ်အဲ့တော့အတိတ်ကယင်းဒီခင်မင်မှုတွေဆိုတာဆရာတို့အတိတ်ဘဝရဲ့မှတ်တိုင်တွေတော့ဖြစ်ပါတယ်ဒါပေမဲ့လို့လည်းပဲဆရာတို့ဒီနေ့ဘဝနဲ့ရှေ့လာမယ့်အနာဂတ်ကိုတော့သူတို့ကစိုးမိုးထားလို့တော့မရဘူးဆိုတဲ့အသိရှိဖို့လိုပါတယ်ဟုတ်ကဲ့ပါအဲ့ဒီအသိရှိမှလည်းနော်ဒါတွေကိုဆရာတို့လွတ်ချနိုင်ပါလိမ့်မယ်အဲ့တော့အတိတ်ကရင်းနှီးခင်မင်ခဲ့တာတွေအတိတ်ကတောင်းဆိုထားခဲ့တာတွေကိုလွတ်ချနိုင်မှလည်းဆရာတို့ကဘာတွေနဲ့တွေ့မလဲလို့ပြောလို့ရှိရင်ရင်းနှီးခင်မင်မှုအသက်တွေကိုလည်းဆရာတို့ရလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့လွမ်းဆွဖွယ်ကောင်းတဲ့တန်ရုံးစဉ်ရှိခဲ့တဲ့အရာတွေကိုတခါတလေပြန်ပြီးတော့သတိရတာအပြစ်တော့မဟုတ်ပါဘူးဒါပေမဲ့လို့ပဲဒါကိုတစ်ချိန်လုံးသတိရနေပြီးတော့သတိရနေတဲ့အတွက်ကြောင့်မိမိဘဝရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအနောက်ရှက်ဖြစ်မယ်ဆိုရင်တော့ဆရာတို့ကအမြန်ဆုံးလွှတ်ချလိုက်ပါလို့ဆရာပြောချင်ပါတယ်ဒုတိယတစ်ခုကတော့ငယ်စဉ်ဘဝကအမတ်တရပစ္စည်းတွေဖြစ်ပါတယ်ဆရာဆိုလဲဆရာငယ်စဉ်ကအမတ်တရပစ္စည်းတွေရှိတယ်လူတိုင်းလူကဒီလိုအမတ်တရပစ္စည်းတွေကိုတင်ထားတတ်ကြတယ်ဟုတ်ပါတယ်ဆရာဆရာဆိုလဲဟိုတော့စလမဂျာမှာအင်ဂျင်နီယာဘွားနဲ့အလုပ်လုပ်တုန်းကဆရာတို့နည်းပညာစာအုပ်တွေဆရာဖတ်ရပါတယ်အဲ့ဒီနည်းပညာစာအုပ်တွေကိုအမှတ်တရဆိုပြီးတော့ဆရာသိမ်းထားခဲ့ပါတယ်စာအုပ်ပေါင်းကိုအောက်30လောက်ရှိတယ်ဒါပေမဲ့ဒီနည်းပညာစာအုပ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းပေါ့နော်ဆရာစလမဂျာမှာလုပ်ခဲ့တာဆိုလို့ရှိရင်ဒါနှစ်ပေါင်း40လောက်ရှိပြီနှစ်ပေါင်း40လောက်ကနည်းပညာတွေကယနေ့ခေတ်လည်းမမီတော့ဘူးခေတ်မီတော့တဲ့ဟာတွေကလည်းစာအုပ်ဖြစ်ဆရာတို့ကထားစရာကိုမလိုတော့ online ပေါ်မှာရှိနေပြီအဲဆရာဘာလုပ်လဲဆိုဗီဒီယိုတွေကဒီစာအုပ်တွေကိုထုတ်တယ်အမှတ်တရဓာတ်ပုံတော့ရိုက်လိုက်တယ်ရိုက်ပြီးရင်ဆရာကုန်လွှတ်ပလိုက်တယ်အဲ့တော့ဒီစာအုပ်တွေကဘာဖြစ်နေလဲစာအုပ်စင်ပေါ်မှာဗီဒီယိုထဲမှာဖုန်းတွေစုပြီးတော့နေရာယူထားတာပဲဖတ်တင်ပါတယ်အဲ့တော့ဆရာလွှတ်ပြလိုက်တဲ့အခါမှာဗီဒီယိုကလည်းရှင်းသွားတယ်အဲ့တော့အဲ့ဒီရှင်းသွားတဲ့နေရာမှာလဲစာအုပ်တွေကိုဆရာကထပ်ထည့်ဖို့တော့ဆရာမအခွင့်အရေးကြီးရလာတယ်တကယ်တော့အမတ်တရားတွေဆိုတာခေါင်းထဲမှာပဲရှိတာပါကျွန်တော်ခုနစောင်းတယ်မှာမရှိပါဘူးဆရာတို့ကဒီစောင်းတွေကိုလွတ်ပြလိုက်တဲ့အတွက်ကြောင့်ဆရာတို့တွေအနေနဲ့ခေါင်းထဲအမတ်တရားတွေပျောက်မသွားပါဘူးကြောင့်မို့ဆရာကပြောချင်တာကတော့နော်ဆရာတို့ရဲ့ငယ်စဉ်ကအမတ်တရားသိမ်းထားတဲ့ပစ္စည်းတွေဟာနေရာတွေရှုပ်နေမယ်ဆိုရင်ရှင်းပလိုက်ပါဒီပစ္စည်းတွေကိုလွှတ်ချပလိုက်ပါနော်အမတ်တရားဆိုတာခေါင်းထဲမှာပဲရှိတာပါအနည်းဆုံးပိုင်ဆိုင်မှုနဲ့ဘဝကိုရှင်သန်ရတာစိတ်အချမ်းသာဆုံးဖြစ်ပါလေ
နံပါတ်3ချက်ကတော့နောင်တပါ ဟုတ်ကဲ့ပါဆရာ ဆရာတို့လူတော်တော်များများဟာဘာဖြစ်လဲဆိုအတိတ်ကဟာတွေကိုဆရာတို့သတိရနေတတ်ကြတယ်အတိတ်မှာပဲနေထိုင်နေကြတယ်အဲ့တော့အတိတ်မှာနေထိုင်နေဆိုတာကဟာလားအတိတ်မှာဖြစ်ခဲ့တဲ့ဟာလားနော်လှပတဲ့ဘဝလေးတွေမျက်နှာဝယ်အရာတွေစိတ်ကူးရင်ဆန်းဆန်းလေးတွေကိုဆရာတို့သတိရနေရဆိုတာကတော့တစ်ခါလေသတိရတာကောင်းပါတယ်ဒါပေမဲ့အတိတ်မှာမှားခဲ့တဲ့နောင်တတွေကိုတစ်ချိန်လုံးသတိရနေမယ်ဆိုလို့ရှိရင်လေဆရာတို့ရှေ့တိုးဖို့ခက်ပါလိမ့်မယ် ဟုတ်ကဲ့ပါဆရာ အမေရိကန်နိုင်ငံမှာ Illinois တက္ကသိုလ်တစ်ခုကနေပြီးတော့သူတို့ရဲ့နိုင်ငံသားတွေကိုလေ့လာမှုလုပ်လိုက်တဲ့အခါမှာအမေရိကန်သားတွေရဲ့နံပါတ်1နောင်တကတော့သူတို့ပညာရေးကိုဆုံးခန်းတိုင်အောင်မသင်ကြရတာကိုသူတို့နောင်တရနေပါတယ်တချို့ကြတော့လေရွေးလိုက်တဲ့ဘာသာရပ်မှားသွားတာကိုနောင်တရနေပါတယ်တချို့ကြတော့လေဘွဲတစ်ခုအပြင်နောက်ထပ်ဘွဲတစ်ခုထပ်မယူလိုက်ရဘူးဆိုပြီးတော့နောင်တတွေရနေပါတယ်အဲ့တော့ဆရာတို့ကအဲ့ဒီနောင်တတွေနဲ့ပဲဆရာတို့ဘဝကိုအသက်ရှင်နေမယ်ဆိုရင်တော့ဆရာတို့ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆရာတို့အခက်ခဲတွေဖြစ်ပါလိမ့်မယ်အဲ့တော့နောင်တတွေဟာဆရာတို့ရဲ့ဘဝတွေကိုတိုးတက်ဖို့အတွက်အဟံတာဖြစ်စေပါတယ်ဆရာတို့သိရမှာကနောင်တဆိုတာပြီးခဲ့ပါပြီဆရာတို့နောင်တကိုပြင်လို့လည်းမရဘူးထိန်းချုပ်လို့လည်းမရပါဘူးဒါကြောင့်မလို့ငါမလုပ်လိုက်ရဘူးငါဒါလုပ်လိုက်ရင်ကောင်းပါပဲငါမှားသွားတယ်ဆိုတော့နောင်တကိုလွတ်ချနိုင်ဖို့ဆရာတို့အရေးကြီးပါတယ်နော်တချို့တွေရှိပါတယ်ဟာအိမ်တော်ဆိုတော့ကြာတာမှားတယ်တချို့ကြတော့လေဟာငယ်ငယ်ကငါပတ်စံမစိုးမိတာမှားတာပဲတချို့ကြတော့လေယောဂဖြစ်လာတဲ့အခါကျမှဟာငါအစားတော့မစင်ချင်းရဲလို့ငါယောဂဖြစ်တာနောင်တတွေရနေတယ်နောင်တကကိုယ့်အတွက်ဘာလို့မှကြိုးမရှိပါဘူးမှားသွားတာသိရင်ဆရာတို့ပြင်ဖို့လိုပါတယ်ဟဟလားနောင်တရမယ်အစားဆရာတို့ချက်ချင်းပဲအခုဘဝမှာဆရာတို့ပြုပြင်လိုက်ပါပြုပြင်ဖို့လိုပါတယ်နောင်တကိုလွတ်ချနိုင်မှသာလေမိမိဘဝဖွံ့ဖြိုးတိုးတက်မှုရှိပါလိမ့်မယ်နော်အဲ့တော့ဆရာ၃ချက်ပြောပြီးသွားပြီနောက်ဆုံးနံပါတ်4ချက်ပြောပါမယ်နောက်ဆုံးနံပါတ်4ချက်ကတော့လူတော်တော်များများဟာအလုံးစုံအမှားမရှိကောင်းမွန်တာကိုရအောင်လုပ်နေကြပါတယ်နော်အဲ့ဒီလိုပြောရင်တော့သမီးက perfect ပေါ့ perfect ဖြစ်ချင်တယ်အမှားမရှိဘူးနော်အမှားဆိုတာမရှိဘူးဆိုတော့ဘဝကိုလိုချင်တယ်အဲ့ဒါမျိုးစူးစမ်းနေကြတယ်ဒါလည်းပဲအဖြစ်တော့မဟုတ်ပါဘူးဘာဖြစ်လို့လဲလို့ပြောလို့ရှိရင်ဆရာတို့ကခုက social media ခေတ်ကြီးတွေ social media ခေတ်ကြီးမှာ online ပေါ်မှာတင်တဲ့ဟာတွေအားလုံးကတကယ်ကိုအားကျစရာတွေတင်တာဟုတ်ပလား fashion နဲ့ပတ်သက်လို့ပဲပြောနော်ကိုယ်ခန္ဓာအလှပနဲ့ပဲပြောဟာလားအမျိုးသားတွေဆိုရင်လဲနော်တက်သားတွေနဲ့ဘိုင်းမှာလဲခုနကပြောတဲ့ six pack နဲ့ဟာလားအမျိုးသမီးတွေဆိုလဲသူတို့ရဲ့လှပတဲ့ခန္ဓာကိုယ်တွေကိုတင်တာပြီးတော့တခါအဝတ်အစားကအစ fashion ကအစအမှားမရှိတာတွေသူတို့တင်တာတင်တဲ့အခါကျတော့လူတွေကဘာလဲလို့ပြောလို့ရှိရင်အဲ့ဒီအလုံးစုံပြည့်စုံတဲ့ဘဝကိုမမောလာတယ်ရအောင်ကြိုးစားလာတယ်တကယ်တော့သမီးရဲ့အလုံးစုံအမှားမရှိတဲ့အရာကိုလိုက်ပြီးရှာနေရဆိုတာမိုးကုတ်စော်ဝိုင်းတော့ကိုလိုက်နေတယ်လို့ပဲတဲ့မိုးစော်ဝိုင်းဆရာတို့ဘယ်လိုလုပ်ပြီးတော့ရမလဲလိုက်လေမိုးစော်ဝိုင်းကပြေးတယ်ပေါ့နော်လက်လန်းမမီနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဆရာတို့ဟာဒီအမှားမရှိတဲ့ဟာကိုစူးစမ်းနေမယ်ဆိုရင်တော့အမှားဖြစ်လာတိုင်းဆရာတို့မကြည်မနှက်ဖြစ်ရပါလိမ့်မယ်နောက်တစ်ခုကလည်းကိုယ်မှာလိုအပ်ချက်တွေရှိနေတယ်လို့ခံစားမှုတွေဖြစ်ပါလိမ့်မယ်ဆရာကိုနိုင်လည်းတစ်ချိန်လုံးကအမှားမရှိတဲ့အလုပ်တွေကိုစူးစမ်းပြီးတော့လုပ်ပါတယ်အမှားမရှိတဲ့အရာတွေ100% perfect ဘဝကိုလိုက်ခဲ့ပါတယ်ဒါမှမဟုတ်လည်းပဲ Facebook ကိုတည်ထောင်ခဲ့တဲ့ Mark Zuckerberg ကသူ့အဆိုမင်းလေးကိုကြားလိုက်တာဆရာသဘောပေါက်သွားတယ်သူကဘာပြောပါလဲအလုပ်တစ်ခုတဲ့အလုံးစုံအမှားမရှိပြုလုပ်ခြင်းတဲ့အဲ့ဒီအလုပ်ကိုပြီးမြောက်ခြင်းကတာတယ်တဲ့ဆိုတော့အလုပ်ကိုပြီးအောင်လုပ်အမှားမရှိစူးစမ်းမနေနဲ့အချိန်တွေကုန်လိမ့်မယ်အလုပ်ကိုမြန်ပြီးအောင်လုပ်မှားသွားရင်ပြန်လုပ်လဲသွားရင်ပြန်ထဒီဟာကိုသူပြောခဲ့ပါတယ်။ကြောင့်မို့ဆရာပြောချင်တာကတော့ဘဝမှာလုံးဝအမှားမရှိအောင်
ငါစ조사မယ်တရားရရင်လုံးစ조사မယ်ပြည့်အောင်လုပ်မယ်ဆိုရင်တော့အဲ့ဒီအကျင့်ဟာဘဝဖွံ့ဖြိုးတိုးတက်မှုမှာအခက်အခဲဖြစ်ပါလိမ့်မယ်ဒါကိုလည်းလွတ်ချလိုက်ပါလို့ပြောကြပါတယ်